အားလုံးပဲမြင်ကြလားဦးစီးမနီမှာပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့မားနဲ့စားတဲ့ဆိုရိုးစကားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့မကောင်းကြောင်းဖို့ဒီစကားလေးရဲ့အဓိပ္ပာယ်က2မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကတော့ကိုယ့်အိမ်မှာပေါ့နော်ရင်ခေတ္တကဆိုရင်ကိုယ့်အိမ်မှာရှိနေတဲ့ပစ္စည်းတစ်ခုခုပေါ့နော်ကိုကအကြောင်းမျိုးကြောင့်သုံးလို့အဆင်မပြေတော့တဲ့ပစ္စည်းကလည်းအကောင့်တိုင်းတစ်ခုရှိနေသေးတယ်ဆိုလို့ရှိရင်ဖုန်းကြီးချောင်းမှာတော့လှူကြတယ်တဲ့နောက်တိတ်ပဲတစ်ခုကကြတော့ကိုယ့်အိမ်မှာဆိုးသွမ်းနေတဲ့ကလေးရှိလို့ရှင်ဖုန်းကြီးချောင်းပို့ပြီးတော့ရင်ချေးလှိမ်မအောင်လို့စာသင်ခိုင်းနေပေါ့နော်နောက်တစ်ခုကမပေးပဲမလို့လင်မမေးပဲမဆိုလင်ဒါကတော့ဒီနေ့ KNDE နဲ့ပို့ပြီးသက်ဆိုင်မယ်ထင်တယ်ဘာကြောင့်လဲဆိုတော့NDE ကနေရတကဝင်ပါကြတယ်ပေါ့နော်ဒါကြောင့်အခုတလောမှာရေပွဲလားကင်းမို့လားဆိုတဲ့စကားအရင် trend ဖြစ်နေတယ်ဒီစကားရဲ့အဓိပ္ပာယ်ကလည်းအဲ့လိုပဲလူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်စီးတစ်ခုတည်ထားရမယ်ကိုယ်မမေးပဲနဲ့ကိုကမပေးဖြည့်စရာမလိုဘူးကိုယ်မပေးတဲ့ຢာကိုလည်းမလိုချင်ရဘူးပေါ့နော်ဒါစိတ်သက်ပိုင်းဆိုင်ရာကိုပြပြတာပါနောက်တစ်ခုကတော့မလိမ္မာနှစ်ခါပန်းတဲ့မလိမ္မာနှစ်ခါပန်းဆိုတဲ့အဓိပ္ပာယ်ကကျတော့ကိုကအလုပ်တစ်ခုကိုလုတ်ခိုင်းလိုက်တဲ့ဒါပေမဲ့ပြင်းလို့ပဲဖြစ်ဖြစ်ပေါ့ပေါ့တက်လုတ်ခဲ့မယ်ဆိုလို့ရှိရင်အလုပ်ကတတိချာချာမပြီးစီးလိုက်တဲ့အတွက်နောက်တစ်ခေါက်သေးကြပေါ့ပြန်လို့ရတယ်ဒါကြောင့်မလို့တစ်ခေါက်တည်းနဲ့ပြီးရမယ်ပြီးပြရမယ်ကိစ္စတစ်ခုကိုကမလိမ္မာဆိုတော့မလိမ္မာတဲ့အတွက်နောက်တစ်ခေါက်ပြန်လို့ရတယ်နှစ်ခါပင်မရတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါနောက်ထပ်တစ်ခုကတော့မြန်မာမှန်ပကံရောက်ဖူးရမည်တဲ့ဒီစကားလေးကတော့ရိုးရိုးရှင်းရှင်းနဲ့အဓိပ္ပာယ်ကလည်းပြေဝပြီးသားပါပကင်ဆိုတာကမြန်မာတို့ရဲ့ရိုးရရင်ကြီးမှုဘာသာစကားဆိုင်ရာဘာသာယဉ်ကျေးမှုတွေအားလုံးပြည့်စုံနေတဲ့နေရာတစ်ခုပေါ့နော်ဒါကြောင့်မလို့မြန်မာမှန်ရင်ဒီနေရာကိုရောက်ဖူးရမယ်ဆိုတဲ့အဓိပ္ပာယ်ပါမှန်တာပြောသစ္စာတဲ့မှန်ကန်တဲ့စကားကိုပြောခြင်းကသစ္စာဆိုတာခိုင်မြဲခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မှန်တဲ့စကားကိုပြောတဲ့သူကသူလှုပ်လိုက်တဲ့လှုပ်ရက်တိုင်းကိုသူကခိုင်ခိုင်မြဲမြဲနဲ့လှုပ်တတ်တယ်ဒါကြောင့်မလို့အရင်တုန်းကဆိုရင်ပေါ့နော်ငါသစ္စာတိုင်တည်ပြီးတော့လှုပ်တယ်ဆိုတဲ့စကားတွေရှိရပေါ့နော်ဒါဖြစ်အောင်လှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါခုလိုမျိုးဆိုစကားလေးတွေကိုနေ့စဉ်ပုံမှန်ပြန်တင်ပြသွားပါမယ်နော်ဒီကြားထဲမှာမတင်ပြခဲ့ရတဲ့လည်းတောက်ပဲပါရှင်